ဆရာနွေရန်ရဲ့စူညံနေတဲ့စပင်ရှိကြပြအစာကိုထည့်ရနေပြီးတော့မွေးနေ့အလုံးဆိုတဲ့ကြပြလေးကိုရွတ်ပြချင်ပါတယ်ညီမလေးချမ်းမြေ့သူရဲ့တောင်းဆိုမှုအရာပါမွေးနေ့အလုံးငါမွေးနေ့ကိုကြောခိုင်းပြီးနောက်လောလောလတ်လတ်မီးလောင်ပြင်တစ်ခုကျွင်းကြံရစ်တယ်တချင်းတွေနဲ့တနင်းငွေကျွင်းကြံခဲ့တယ်အန်ရရှိတဲ့အနမ်းနဲ့ငါဘေးရချစ်သူပူပူလောင်လောင်မျက်လုံးတွေကိုတစချင်းဆွဲယူကြည့်လို့သူက Happy Birthday လို့ပြောရှာတယ်ငါမွေးနေ့ကိုကြောခိုင်းပြီးနောက်စစ်ပွဲတစ်ခုဟာငါကောင်းပေါ်ထိုးခွဲပြန်တန်းဦးစီပေါင်းပွဲတန်တွေနောက်ကသွေးတန်ရဲရဲ့အလောင်းတွေဟာတန်းစီလို့ရမ်းနှံ့တွေလောင်းနေတဲ့ပန်းကင်းကြီးဟာငါအိယာဘေးမှာဟောင်းလောင်းပွင့်လို့ခေါင်းဖြတ်ခံရသူတွေနဲ့လဲလီးခံရသူတွေနဲ့တေချင်းစိုးနဲ့တေသူတွေဟာနိုင်ငံတော်သူရဲကောင်းတွေတဲ့ငါမွေးနေ့ကိုကြောခိုင်းပြီးနောက်ကြောက်ခေဟာစစ်ကြောက်ယောဂရနေခဲ့တယ်ငါမွေးနေ့မှာကဖေးဆိုင်တွေကလူတွေလဲစစ်ပြေးရှောင်တွေဖြစ်ကုန်တယ်ကျောင်းတက်ခေါင်းလောင်းတန်တွေကိုချစ်တယ်ဆိုတဲ့ငါညမလေးလဲဆက်ချုပ်တမလေးအဖြစ်နဲ့ကြံရစ်ခဲ့ကလေးလေးတွေကိုချစ်တယ်ဆိုတဲ့မမနိုင်ရင်တောခိုသူဆရာမလေးအဖြစ်နဲ့ကြံရစ်ခဲ့မောင်းနေတဲ့ခစ်ထဲမှာအောင်မြင်တာဆိုလို့ပြပုံတွေပဲရှိတယ်တဲ့ငါမွေးနေ့ကိုတေချင်းတရားနဲ့လဲပင်းဖက်ပြီးကျင်းပခဲ့စောစောစီစီတရားဓမ္မနဲ့ငါအသက်ကိုကားစဉ်တင်ခဲ့တယ်ငါမွေးနေ့ကိုကြောခိုင်းပြီးနောက်တော့တော်လန်ရေးနေ့တွေသာအသက်ရှည်လိမ့်မယ်